လာပါရှင်ကြောက်လာကြတဲ့ဘုံကြီးကြီးတွေဒီနေ့အားပေါင်းတယ်မိဘအောင်ချင်းညာအားလုံးကိုမင်္ဂလာပါလို့ဒီချိန်ကနှုတ်ဆက်တာအခါတော်ကလုပ်ပါတယ်ရှင်ဒီချိန်တို့ရဲ့နှာဆရာပြောသွားတယ်လို့ပေါ့နော်2025-2026ပညာသင်နှစ်မှာမုဒိတာအပရိစုရဲ့ဂုဏ်ပြုလက်နဲ့ချင်းနဲ့ပွဲတဲ့တတမီတို့ရဲ့ပရိဒါကပွဲလေးကကျင်းပခဲ့တာဆိုရင်အခုဆိုရင်9နှစ်တိုင်တိုင်ရှိခဲ့ပါပြီဒီချိန်တော့ဒီလိုပွဲလေးတစ်ခုဖြစ်ဖို့ဆိုတာဒီချိန်တော့အားလေးနဲ့လည်းလှုပ်ဆောင်လို့မရပါဘူးမိဘတွေရဲ့ဒီအားလေးရဲ့ပြီးတော့ရင်ဒီချိန်လေးရဲ့စူးစမ်းအားထုတ်မှုလေးတွေရဲ့တတမီလေးရဲ့စူးစမ်းအားထုတ်မှုလေးတွေရဲ့အများကြီးပါဝင်ပါတယ်အခုဒီချိန်တော့ကျောင်းဆင်းတဲ့ကလေးတွေဆိုရင်တို့မြင်တွေ့တဲ့အတိုင်းပါပဲခြေတော့အယောင်ကြီးကမျိုးဖြစ်နေပါတယ်အဲ့ဒီမျိုးဖြစ်ရတဲ့အကြောင်းလေးကတော့ဒီခြေတော့ KG ကျောင်းဆင်းတဲ့ကလေးတွေကြတော့ခြေတော့အစိမ်းရောင်လေးတွေကိုခိုင်းထားပြီးတော့ Pre-KG ဆင်းတဲ့ကလေးတွေကကြတော့ခြေတော့အနီရောင်လေးတွေကိုဆင်ထားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်လူသားတွေမှာပေါ့နော်ရင်းရင်းရှိတယ်ပြီးတော့လည်းကတော့ကိုယ့်ကိုယ်ယုံကြည်မှုရှိတယ်ပြီးတော့လည်းဒီချက်တော့ပုံမှန်အားဖြင့်တော့ဈာထဲမှာကျောင်းပွဲလေးတွေလည်းလုပ်ပေးနေတာပေါ့နော်ကျောင်းပွဲလေးတွေလုပ်တဲ့အခါမှာမိဘတွေနေနေရတယ်ကိုယ်ကလေးလေးတွေလှုပ်ဆောင်တဲ့ကိုဗီဒီယိုကတစ်စင်ပဲကြည့်ရတယ်ညဝါချက်တွေမတွေ့ရဘူးအခုတော့ပွဲလေးလုပ်ပေးခြင်းအားဖြင့်ကလေးလေးတွေရဲ့လှုပ်ရှားမှုလေးတွေကလေးလေးတွေရဲ့သူတို့ရဲ့တဲလန့်လေးတွေကိုမိဘတွေကညဝါချက်တွေတွေ့နေရမှာဖြစ်ပါတယ်ဒီချက်တော့ဒီပွဲလေးမှာရေဒါကဝဲလေးတွေလုံးနေအဲ့ဒီညမှာဒီချက်တော့ရေဒါဒီ3ဟာကိုဆက်လို့တင်တဲ့လေးတွေဖွင့်လာရှိပါတယ်အဲ့ဒီတင်တဲ့လေးကပါလေလဲဆိုတော့အင်္ဂလိပ်စာကိုဆွေးရှိမယ်ပေကြီးရှိမယ်ပကြီးရှိမယ်ဒီကျေးပါတင်တဲ့လေးရှိပါတယ်ပကြီးလေးတော့အောက်မှာဒီချက်တော့ကပ်ပေးတာတော့အမေတို့လည်းတွေ့ရမှာပါနော်ပကြီးတာလည်းကြလည်းဒီတင်တဲ့လေးမှာတင်ထားတဲ့ပကြီးလေးတွေကိုကလေးလေးတွေကကလေးလေးရဲ့လက်ရလေးတွေကိုကပ်ပေးတာဖြစ်ပါတယ်မမေတို့အနေနဲ့ပြီးသွားရင်တင်သွားတဲ့အခါမှာလည်းကလေးလေးတွေပကြီးလေးတွေကိုယူသွားလို့ရပါတယ်အဲ့လိုပဲအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့လည်းခြေတော့ဒီသင်တန်းမှာတက်တဲ့ကလေးလေးတွေကိုလည်းကျဲတဲ့အနေနဲ့အစီအစဉ်လေးထည့်ပေးထားတာလည်းရှိပါတယ်ဒီလိုထည့်ပေးထားတဲ့အားဖြင့်ကျွန်တော်ဒီပြချက်လေးရှိပါတယ်အဲ့ဒါမှကျတော့ဒီမှာအင်္ဂလိပ်ကသင်တန်းကို3လပို့ပါတယ်3လပို့ပြီးတဲ့အခါမှာကလေးတွေကဘာလဲသိသူတက်မြောက်ပြီးလဲဆိုတာတချို့ကလေးတွေကအိမ်မှာပြန်ပြောတာရှိတယ်ပြန်မပြောတာရှိတယ်အဲ့ဒီခါကျတော့ဒီခြေတော့နေကဒီမှာရဲ့အနေနဲ့ထားတာရရတယ်ကလေးကဘာလဲတက်သွားလဲဒီဘာလဲလုံးဆောင်လဲမသိတဲ့အခါမျိုးဖြစ်မှန်းလားတွေ့ကြလို့ဒီခြေတော့ဒီပွဲလေးမှာလည်းတင်တဲ့ကလေးတွေကတဲတဲ့နေကိုလည်းချပြထားတယ်ပါတယ်ဒီချက်အချင်းကတော့အရန်တက်မရဘူးပွဲထင်ရတယ်ခိုင်းနေတဲ့အရန်များတယ်နောက်ပြီးတော့ခြေတော့အခုပွဲမှာကခိုင်းနေတယ်လည်းအများကြီးအားဆိုင်လာပါတယ်ဝစ်စုံကအစအားလုံးပေါ့နော်အစတရရပေါ့ခဏလေးဒီမှာပွဲမှာပေါင်းနေပြီးဒီပါလေဆိုပိုးတိပါလိမ့်မယ်ဆိုတော့ဒီပွဲမှာကိုတာလုံးဒီပါကိုဒီချက်လေးကိုပိတ်တဲ့လုံးဝရှိပါဘူးစနေနေ့နေ့လည်းစီးရတယ်ညဘက်ဆိုလည်းတို့မှာမိုးချုံမှပြန်ရပါတယ်အဲ့လိုလေးရှိပါတယ်အဲ့ဒါတော့ဒီချက်တို့နေနဲ့အများကြီးစူးစမ်းအားထုတ်ထားပါတယ်ဒီမှာလည်းကတော့ဘူသူနဲ့ပတ်သက်ပြီးတော့အချက်လေးလေးပဲပြောရပါတယ်ဖေဖေတို့ဒီချက်ကမေးဖို့လေးလေးပါပေးချင်ပါတယ်အဲ့ဒါကတော့ခလေးလေးရဲ့ဘုရားအစမှာဒီချက်တို့ကစက်နေရှိတယ်ပေါ့နော်ဘူသူပဲရှိတယ်ဘူနာလည်းပဲရှိတယ်အလင်းလည်းပဲရှိတယ်အထက်လည်းပဲရှိတယ်ပေါ့နော်အဲ့ဒီအရွယ်လေးစမှာခလေးတွေရဲ့ဘဝမှာပေါ့နော်တခြားမှာပေါ့အဲ့ဒီအရွယ်လေးစမှာဘယ်လိုလဲဟာခလေးတွေအတွက်အရေးပါဆုံးလိုအပ်ချက်အရှိဆုံးလို့ထင်ပါတယ်လေရှင်ကျေးဇူးဆက်ဆက်လေးစကားပြောပါရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ပြင်ပေးတဲ့အတွက်ဟုတ်ပါတယ်ဘူးချိုအိမ်တွေကအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဒီချိန်တော့ကလေးတွေရဲ့အသက်3နှစ်နဲ့5နှစ်ကြာပါဝင်ချင်တာသူတို့ရဲ့အုံနောက်ပြည်လုံးက80ရာခိုင်နှုန်းဖြစ်လို့ပါတယ်အဲ့ဒီချိန်မှာဒီချိန်တို့ရသူတို့လိုအပ်တဲ့စာအပြေပေါ့နော်တခြားလိုအပ်တဲ့ကာယနာနာစာရိတ္တဖက်ဆုံးဒီလိုလိုတဲ့ဖို့အတွက်ကိုသူတို့ကိုဒီချိန်တို့ရစပိုးပြီးတောင်းတောင်းပေးရတယ်အချို့ပြပါရရှိဘူးတို့ပဲအရင်မကြည့်ဘူးစိတ်တိုင်းပေါ်လာမယ်ကစားမယ်စားမယ်ပြီးတော့ပြန်လာမယ်အရင်မကြည့်ဘူးအာရုံတက်ပြရပေါ့နော်ဒီက
ရှိကြတယ်ဒါနဲ့ဒီချင်တော့ဒီဘူးစုအိမ်ထဲမှာလည်းကောင်းကောင်းလေးကလေးကိုလေ့ကျင့်မပြောထားပေးထားဘူးဆိုရင်ဒီတွဲမှာတော့ကလေးကအဆင်ပြေပြေဖြစ်နိုင်ပါမလားရှင်မဖြစ်နိုင်တော့ဘာလို့လဲဆိုတော့ဒီချင်တော့ဒီငယ်တော့တင်ရတဲ့တိမ်မိုးတွေလည်းမတူတော့ဘူးစနစ်တဲ့တိမ်မိုးတွေကဘာလို့လဲဆိုတော့ဒီချင်တော့ငယ်တော့ဆိုရင်ဒီတွဲမှာဆိုရင်ဖက်စာအုပ်ကိုအပိုင်းရပြီဆိုရင်တော့ချင်တော့ရဟိုဘူးတွေမတတ်ဘူးလေဖက်စာအုပ်တော့တင်နေလို့ရတယ်အခုအဲ့လိုမဟုတ်တော့အောက်မှချိလို့ရတယ်လက်ချောင်းလောက်ထိလည်းရတယ်ဒါပေမဲ့ဘုံတူးလို့နေတဲ့ကလေးတကယ်ထူးချွန်နေတဲ့ကလေးကြတော့ချင်ရတခြားပြင်ပဘုံတူတာတွေစဉ်းစားပြီးပေါ်မှာဒီ SCP အများကြီးပါဒီစာအုပ်ပိုင်နိုင်ရုံနဲ့မရတော့အဲ့ဒါကြောင့်ဒီမှာနေနေရမူးချိုအရွယ်မှာလည်းကဒီဘုံသေးချလေးချင်းပြောထားပေးထားတယ်ဆိုရင်တီသွားထားပြီးမယ်ဆိုရင်ဒီပြရတဲ့အခါမှာအဲ့ကလေးကအရင် pressure ပေးစရာမလိုတော့သူကသိတယ်သူရဲ့စဉ်းစားတဲ့ပုံနိုင်တဲ့အပိုင်းကြီးသူကဘယ်လိုမျိုးကို train လုပ်ရတဲ့အပိုင်းကြီးသိတယ်အဲ့ဒါကတော့ဒီလိုမျိုးကိုဘူးချိုးဆိုပြီးတော့ဒီဆက်တော့နေနဲ့ဘူးချိုးပဲခါလေးရှိပါတယ်ဆယ်လေးဆိုခါလေးပြောတယ်ဒီဆယ်ကလေးကြောက်တော့ကလေးကြောက်တော့ကလေးအဲ့ဒါကတော့ဘူးချိုးဆိုတာကလေးမဟုတ်ပါဘူးရှင်ဘူးချိုးဆိုတာဒီဆက်တော့နေနဲ့ကဘူးချိုးဆိုတာစာတင်ရတဲ့ပြောဆိုတာကလေးရဲ့ best of review လုပ်တဲ့အောင်တင်စားပေးရတယ်ဒါပေမဲ့ချို့တောင်းတွေရောရှိတယ်ပေါ့နော်ချို့တောင်းတွေစာအရေးကြီးတဲ့နေတဲ့တောင်းတွေရှိတယ်ခြေတော့အနေနဲ့ကတော့ဒီမှာအနေနဲ့ကလည်းလူချိုးကိုတကယ်ကိုအမှန်တကယ် SCMN ECCD နီးနဲ့ကလေးရဲ့ရှေ့ဝဲရွယ်မှာသင်ကြားပေးနိုင်တဲ့လူချိုးကိုရွေးချယ်ပေးတတ်ဖို့တော့လိုအပ်ပါတယ်ဒီမှာအနေနဲ့ကလည်းနောက်တော့မိဘစက်ရင်းထဲမှာတော့တစ်ချက်ရဲ့ဒီမိဘတွေကမပါဘူးလို့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးကောင်းကောင်းသိနေလို့သာမိဘမှာလာထားတာပေါ့ဟုတ်တယ်ဘာလို့လဲဆိုတော့အခုချိန်မှာဆိုပို့ဆိုတဲ့လူချိုးတွေဆိုတာလေရက်ွက်တွေမှာလည်းပွားထားကြတယ်စာရေးနေတဲ့လူချိုးတွေဆိုတာလည်းအများကြီးပဲဈေးနှုန်းတွေလည်းပုံသက်တာလေဒီလိုညာတော့ထားမှာပေါ့ဟုတ်တယ်မလားဒါပေမဲ့ကောင်းကောင်းသိနေတဲ့မိဘသားလေးရဲ့ရှင်းဖို့ကလာထားကြတာလေအဲ့တော့လည်းရှင်းဖို့ကိုလုံးကြီးကြီးနဲ့အဲ့လန်ပေးတဲ့အတွက်လည်းမိဘအောက်ချိန်ကိုကျေးဇူးများနေပါတယ်ရှင်းဖို့ကဒီနားရဲ့လိုပေါ့နော်ကျုံညာအားလည်းအများကြီးသုံးထားပြီးနိုင်နေလည်းကြိုက်တာမျိုးလည်းမရှိဘူးရှင်းဖို့ကြောင့်စားထောင်နေရတယ်ဒီလေးလေးပဲသွားတယ်ဘူးရည်ပြတဲ့လည်းအများကြီးလည်းမလည်းအဲ့ဒီမှာတစ်စင်တစ်စားတစ်စင်သားနဲ့ကြားပြီးတော့မိဘအချင်းချင်းပြီးတော့လာအဲ့ဒါမျိုးရှိတယ်ဆိုရင်အကြီးကြီးများနေတော့ထားတယ်အငယ်လေးကနေတစ်စင်ပေါ့နော်ဒါကလာထားတာမျိုးလေးရှိပါတယ်ဒါလေးတွေကလည်းတစ်ချက်တော့အားဖြစ်စီပါတယ်မိဘတွေရဲ့ယုံကြည်မှုပေါ့နော်အဲ့လိုမျိုးဆိုရင်ကတော့ကျေးဇူးများနေပါတယ်အခုလိုပွဲပြီးလို့မရတဲ့ရတယ်ခုနကပြောလို့ပေါ့နော်ခလေးလေးတွေကိုဒီချက်ကစာရေးနဲ့ထူးထူးတာပုံနဲ့သူတို့လေးတွေဒီလိုလေးလုပ်ပြနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုဒီချက်ကချကြနေတာဖြစ်ပါတယ်အဲ့တော့မေမေတို့ဖေဖေကလည်းတေချာပြီးအားပေးစေချင်ပါတယ်ဘာလို့လဲဆိုတော့ဒီခလေးလေးတွေဆိုတာအရန်ကြီးသူတို့စီးပေါ်မှာသူတို့ရွယ်လေးတွေနဲ့လုပ်ပြဖို့ဆိုတာလေဖေတို့လူကြီးတွေတောင်မှစီမော်တက်ပြီးတော့နော်ကပြဖို့တချင်းဆိုကြဖို့ဆိုတာတောင်းရှက်တာလေဟုတ်တယ်အဲ့လိုလေးရှိသူတို့မှအဲ့လိုမျိုးလေးတွေမဖြစ်အောင်တစ်ချက်တော့နေနဲ့တက်နိုင်တော့စူးစမ်းပြီးတော့သူတို့ရဲရအောင်တစ်ချက်တော့သိပြီးထားပါတယ်အဲ့ဒါလေးကိုလည်းဖေတို့ကတစ်ချက်ကအားပေးနေစီပါတယ်နောက်တစ်ခုရေးကြည့်ရလေးပြောချင်ပါတယ်ချက်တော့ပွဲစဉ်တွေများတဲ့ခါကျတော့လေခလေးကအဖွဲလိုက်လေးတွေကကကြလို့ပြတာပါပေါ့နော်အစီအစဉ်လေးညာရှိတယ်အဲ့ခါမှာပွဲတွေရဲ့သဘောတရားညာအားရှိနေဆိုတော့ကျုပ်မိဘတွေကသူ့ရဲ့ပွဲစဉ်အရှိမရှိတယ်အရှိမရှိတဲ့ခါကျတော့ကိုယ်ကကြတယ်အကြမ်းပဲပြီးပါပြီးတော့အရှိမရှိဘူးပြန်တယ်ကြားကြည့်ကြလို့ဆိုပြန်လို့ညံ့အဲ့တော့တစ်ပွဲတဲ့ခါမှာနောက်ဆုံးမှကြိုက်ခဲ့တဲ့ကလေးပွဲလေးရှိတယ်အဲ့တော့အဲ့ကလေးကြီးဟာလေးပဲစတဲ့ခါမှာကလေးလေးအားရစိတ်လုံးဝနိုင်တယ်ပေါ့နော်အဲ့တော့ဒါလေးဆိုတာချက်လို့နေတဲ့မိသားစုလေးပါပဲဒါလေးဆိုအဲ့တော့မိသားစုလေးတွေကိုလည်းဒီချက်ကဒီနေ့လေးပေါ့နော်အချိန်လေးပေးစီနေပါလေတနေ့မဟုတ်ပါဘူးခဏလေးပါပဲ3နာရီဆိုတဲ့အချိန်ကာလလေးခဏလေးပါပဲနော်အဲ့ချိန်လေးကိုတော့ပွဲစီလေးပြီးလေးပြီးပေါ့နော်အားပေးစီနေပါလေချက်လို့နေတဲ့ခိုင်းတွေထက်ခိုင်းတွေတဲ့ပုံတော့ထူးခြားနေပေါ့နော်အကတွေထည့်ထားပါလေခိုင်းဆိုတဲ့ချင်းတွေပါညာတော့အဲ့လိုထပ်ဖို့ပို့ပြီးတော့တစ်ချက်မသိတဲ့အကလေးတော့မှကျွန်တော်လေးလာသိပြီးတော့တင်ထားပါလေစိတ်ကိုနှိမ့်ပြီးတင်ထားပြီးလုပ်ပြီးထားတဲ့ပဲမေးတော့လည်းအားပေးစေချင်ပါတယ်ရှင်နောက်ပြီးတော့လေဖေတို့ကိုတစ်ခုပြောကြရှိတယ်ပေါ့နော်အဲ့ဒါကြီးကတော့ချက်တို့တွေကဟိုပါပေါ့နော်အခုဒီတောင်းတွေကိုတော့စာရကြတာပေါ့နော်ဟိုတော့ဒီပိတ်ပြီးဖို့ကိုဒီလူမှုမိသားစုဌာနကစာရ
အရင်ကပြောဖြစ်လာရင်တော့ချက်လို့နေတဲ့မေတို့ဖေတို့လည်းအားနာစွာနဲ့ပြောရမှာပေါ့နော်ဒါပေမဲ့အခုကတော့လက်ရှိတော့ရှင်တော့အဖေမေညာဖြစ်တဲ့အတွက်ကြောင့်လို့ဒီမှာအချင်းချင်းတော့လည်းနာချုပ်ကြောင်ရဖြစ်တယ်လေချုပ်ကြောင်ရချုပ်တော့မပိတ်သေးဘူးအဲ့ခါကျတော့ဒီမှာအချင်းချင်းတော့လေအဲ့ကြောင်တော့အဖေလေးအဲ့လိုလိုက်တော့မပြောပါနဲ့ဒါကြောင့်လဲဆိုတော့အဲ့လိုပိတ်တဲ့ကြောင်ကျတော့လေအချင်းနဲ့လာမျိုးရှိလာနိုင်တယ်ဒီချက်တော့ကျတော့ဒီပါတွေကိုငင်းညာတော့မျိုးဖွင့်ပေးတာဖြစ်တဲ့အတွက်တကယ်လို့ကိုမကိုဖွင့်ပေးတယ်ဆိုရင်ကိုတိုတက်တက်လေးတယ်ပေါ့နော်အဲ့လိုလေးကြောင်လေးကိုလာရောက်စီစဉ်ပါနဲ့ဒါလေးကတော့ဒီချက်တော့လေတက်တော့နဲ့ဖွင့်ပေးရတာချက်တော့အပေါ်မှာ pressure ပေးတယ်ဘယ်မှာလဲဒီမှာလေးနဲ့တော့ကြည့်ရပြီအဲ့လိုပိုင်းလေးရှိတယ်ပေါ့နော်အဲ့တော့ဒါလေးလည်းနားလေးပေးစီခြင်းပါတယ်နော်ချက်လို့ပိတ်တဲ့ခါတိုင်းပြောပါမယ်နောက်ပြီးတော့ဒီမှာဆရာစီဝေးလေး3လတစ်ခါ6လတစ်ခါခေါ်တဲ့အခါမှာလည်းဒီမှာအသိကလေးရာလေးတစ်ချက်တော့နားလေးပါနော်ဘာလို့လဲဆိုတော့ကလေးရဲ့လိုအပ်ချက်လေးတွေကိုနိုင်ရပြီးဒီလိုနဲ့ဆရာနဲ့နိုင်ရပြီးတော့လုပ်ဆောင်ရတာလေးကလေးတွေဘယ်လိုအထောက်အကူဖြစ်မှာလို့ပြီးတော့ဒေသလေးကပိတ်ရှိမှနေရတာလေးလည်းတစ်ချက်တော့ကြည့်ပေးစေချင်ပါတယ်ဒီလိုနဲ့လည်းကလေးတွေကိုလေဒီနေ့ကျောင်းမှာတမင်စားခဲ့လားအိတ်ခဲ့လားရန်ဖြစ်ခဲ့လားအဲ့လိုမျိုးတွေပြီးတာတဲ့ကလေးတွေကိုဒီနေ့ကျောင်းမှာအားရည်ပြီးခဲ့တယ်အဲ့လိုမျိုးတွေရေးစေချင်ပါတယ်နောက်ဒီချိန်တော့လည်းလုပ်ပဲပေါ့နော်ကလေးကကျောင်းမှာရန်ဖြစ်နေလားဒီချိန်ရိုက်လားအဲ့လိုမျိုးမေးဖို့နေတဲ့ပေါ့နော်ဒီချိန်ကလေးကတော့ဘယ်လိုမျိုးလေးတွေလိုအပ်လဲဘယ်လိုမျိုးလေးတွေလုပ်လဲပေါ့နော်သူရဲ့ဒေသလေးတွေဘာတွေနေလဲဒီကနေလည်းဘာတွေပြဆွေးနွေးရမလဲပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်တော့ဒီကနေနေရအောင်ကြည့်ရတဲ့မေးဖို့လေးတွေရေးစေချင်ပါတယ်နော်ကဲအဲ့ဒါဆိုရင်အချိန်မရှိရတဲ့ဒီလောက်နဲ့ပဲဒီလိုချုပ်ချင်ပါတယ်